အခုအချိန်ထိတင့်ရဲ့ကွန်ပျူတာရဲ့ setting တွေကိုဝင်ကျင်တဲ့အခါမှာကျွန်တော်တို့ဒီအောက်က search box ကနေပြီးတော့မှဒီလိုမျိုးတွေကျွန်တော်တို့ရှာပြီးတော့ကျွန်တော်တို့ဝင်နေတော့မယ်လား Okay ကျွန်တော်တို့ကွန်ပျူတာတစ်လုံးကိုကျွမ်းကျင်အသုံးပြုတတ်ရှင်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဝင်နေလို့ကျွန်တော်တို့အဆင်မပြေပါဘူး Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကွန်ပျူတာတစ်လုံးကိုကျွန်တော်တို့ကျွမ်းကျင်အသုံးပြုတတ်ဖို့အတွက်ဘယ်လိုမျိုးကျွန်တော်တို့ဝင်ရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ Windows R ပေါ့နော်အဲ့ဒီကျွန်တော် Windows R ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ run box လေးကြာလာတယ်ပေါ့နော်အဲ့ဒီ run box ကနေပဲကျွန်တော်တို့ဒီမှာပေါ့နော်ကွန်ပျူတာတစ်လုံးကိုကျွန်တော်တို့ဒီကျွမ်းကျင်အသုံးပြုတတ်ဖို့အတွက်ဒီ run box ကနေပဲကျွန်တော်တို့လိုချင်တဲ့ setting တွေကိုကျွန်တော်တို့သွားရမယ်ပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်တို့သွားတတ်မှသာလေကျွန်တော်ကွန်ပျူတာတစ်လုံးကိုကျွမ်းကျင်အသုံးပြုတတ်မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ကဒီမှာပေါ့နော်ဒီပထမဆုံးဒီ run box ကနေကျွန်တော်ဘာကိုကျွန်တော်ဝင်ပြမလဲဆိုလို့ရှိရင်တော့ကျွန်တော် control panel တွေကိုကျွန်တော်ဝင်မယ်ဆိုလို့ရှိရင်ဒီ run box မှာ CONTROL ပေါ့နော် control ဆိုပြီးတော့မှရိုက်လိုက်ပေါ့နော်အဲ့လိုမျိုးရိုက်ပြီးတော့မှကျွန်တော်တို့ enter ခောက်လိုက်ပေါ့နော်enter နှိပ်လိုက်တယ်ဆိုရင်ဒါကျွန်တော်တို့ control panel တွေကိုကျွန်တော်တို့ဒီမှာ run box ကနေပြီးတော့မှကျွန်တော်တို့အဲ့လိုမျိုးဝင်သွားပြီပေါ့နော် okay အဲ့ထဲမှာကျွန်တော်တို့ဒီမှာကြိုက်တဲ့ setting တွေကိုကျွန်တော်ဝင်လို့ရပြီ okay နောက်ထပ်ကျွန်တော်ဒီမှာပေါ့နော်ဒီနောက်ထပ်ကျွန်တော်ဒီ run box ကနေရိုက်ရမယ့်ဟာဒီမှာပေါ့နော်ကျွန်တော်ဒီမှာဒီထဲမှာထည့်ပေးထားတယ်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုပေါ့နော်နောက်ထပ်တစ်ခုကဒီမှာပေါ့နော် app with.cpm ပေါ့နော် okay အဲ့ဒီဟာကဘာအတွက် command လဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာပေါ့နော် window ရဲ့ r ရဲ့ကိုနှိပ်ပြီးတော့မှကျွန်တော်တို့အစောက app wiz.cpm ပေါ့နော် cpm ဆိုပြီးရိုက်လိုက်ပေါ့နော်ရိုက်ပြီးတော့မှကျွန်တော် enter ခေါက်လိုက်Okay အနာခေါက်လိုက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီကွန်ပျူတာထဲမှာကျွန်တော်တို့ထည့်ထားတယ်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီ application တွေပေါ့နော်အဲ့တော့ကျွန်တော်ဖုန်းလို့ဆိုလို့ရှိရင်တော့ app တွေပေါ့နော်အဲ့ဒါတွေကျွန်တော်တို့ဒီထဲမှာရှိရပေါ့နော်ကျွန်တော်တို့ကဒီပေါ့နော်ဒီကွန်ပျူတာထဲမှာကျွန်တော်တို့ဒီ application တစ်ခုကိုကျွန်တော်ဖြတ်ရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဖုန်းတွေလိုပဲဖုန်းမှာဆိုရင်ကျွန်တော်ဖိလိုက်တယ်ဆိုလို့ရှိရင်အလွယ်တကူ uninstall ဆိုပြီးတော့ပေါ်လာတယ်ပေါ့နော်ကျွန်တော်ဒီမှာကတော့ကျွန်တော်ဒီ desktop worker ဟာကိုဒီလိုမျိုး delete ကိုနှိပ်ပြီးတော့မှကျွန်တော်တို့အဲ့လိုမျိုးဖြတ်လိုက်တာနဲ့ဒီကွန်ပျူတာပေါ်မှာအဲ့ဒီ software ကပြတ်သွားတာမျိုးမဟုတ်ဘူးပေါ့နော်ဒီအပေါ် desktop ပေါ်မှာပဲပြတ်သွားတာဖြစ်တယ်ပေါ့နော်သူ့ရဲ့ system ထဲမှာလုံးဝပြတ်မသွားပါဘူး okay အဲ့ဒါကိုကျွန်တော်တို့ကတကယ်လို့ဖြတ်ရှင်တယ်ဆိုလို့ရှိရင်တော့အစောကကျွန်တော်ဒီမှာပေါ့နော်ဒီကောင်ကိုကျွန်တော်ပြန်ပြီးတော့ဖွင့်ပြမယ်ပေါ့နော်အစောကကျွန်တော်ဒီမှာပေါ့နော် app.wiz.cpm ပေါ့နော်အဲ့လိုမျိုးရိုက်ပြီးတော့မှအနာနှိပ်လိုက်တာ ਨੇ ဒီမှာကျွန်တော်အစောက desktop ပေါ်မှာဖြတ်လိုက်တဲ့ software ဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ဒီ software ကဒီ system ထဲမှာပြတ်မသွားဘူး desktop ပေါ်မှာပဲသူပြတ်သွားတာဖြစ်တယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ကဒီကောင်ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ဒီမှာအပေါ်မှာ uninstall ဆိုတဲ့ဟာပေါ့နော်uninstall တွေကျွန်တော်လုပ်လို့ရတယ်ပေါ့နော်ဒီထက်ကလာလုံးမှသာလင်းကျွန်တော်တို့အမှန်တကယ်ပြတ်မှာပဲဖြစ်ပါတယ်Okay ဒီ run box မှာထည့်တဲ့ဒီ command လေးကလည်းအရန်ကိုအသုံးဝင်တဲ့ command လေးပဲဖြစ်တယ်ပေါ့နော် Okay နောက်ထပ်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံမှန်တိုင်းအခုကတော့ကျွန်တော်ကဒီ Windows R နဲ့နှိပ်ပြီးတော့မှတွဲပြီးသုံးရမယ့်ကိုဒီ run box ထဲကိုထည့်ရမယ်ကျွန်တော်စာသားတွေကိုပဲကျွန်တော်အခုဖော်ပြပေးနေရဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကနောက်ထပ်တစ်ခုအနေနဲ့ဒီမှာWindows ရဲ့ R ရဲ့ကိုနှိပ်ပြီးတော့မှနောက်ထပ်ကျွန်တော်ဘာကိုရိုက်မလဲဆိုလို့ရှိရင်တော့ဒီမှာပေါ့နော်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီကျွန်တော်တို့ရဲ့ဒီကွန်ပျူတာထဲမှာ calculator ကိုအလွယ်တကူကျွန်တော်တို့ပေါင်းနှုတ်မြောက်စွာလုပ်ရှင်တယ်ဆိုလို့ရှိရင်တော့ဒီ Windows ရဲ့ R ရဲ့နှိပ်ပြီးတော့မှဒီ run box မှာကျွန်တော်တို့ CALC ဆိုပြီးရိုက်ပြီးတော့မှအနာနှိပ်လိုက်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ calculator ပုံစံလေးကြာလာမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ပေါင်းနှုတ်မြောက်စွာကျွန်တော်တို့လုပ်လို့ရပြီပေါ့နော်okay ကျွန်တော်တို့မြန်မြန်လေးပဲဆက်သွားလိုက်မယ်ပေါ့နော်နောက်ထပ်ကျွန်တော်ဒီပေါ့နော် command တစ်ခုကိုကျွန်တော်ထပ်ပြီးတော့ပြောမယ်ပေါ့နော် okay ဒီမှာနောက်ထပ် DHD IAG ဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့ကျွန်တော်ကပုံမှန်တိုင်းပဲ Windows R ကိုနှိပ်လိုက်ဒီမှာ DHD IAG ပေါ့နော်အဲ့လိုမျိုးနှိပ်ပြီးတော့မှကျွန်တော် enter ကိုနှိပ်လိုက်ပေါ့နော်Okay အဲ့လိုမျိုးနှိပ်ထားရင်ကျွန်တော်ခဏစောင့်လိုက်စောင့်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာဘာကိုစစ်လို့ရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီကွန်ပျူတာကဒီမှာ i3 ဖြစ်တယ်ပေါ့နော် i3 ကျွန်တော်တို့ရဲ့ဒီ memory က 12GB ရှိရပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်တို့ရဲ့ laptop ရဲ့ information တွေကိုကျွန်တော်တို့စစ်လို့ရတဲ့နေရာကိုရောက်သွားတာပဲဖြစ်ပါတယ် Okay နောက်ထပ်ကျွန်တော် comment တစ်ခုကိုကျွန်တော်ပြောပြမယ် Windows ရဲ့ R ကိုထပ်ပြီးတော့နှိပ်လိုက်နောက်တစ်ခုကကျွန်တော်ဘာကိုပြောပြမှာလဲဆိုတော့ဒီမှာ timedate.cpm ဆိုတဲ့ဟာပေါ့နော်timedate.cpm ပေါ့နော် Okay ဒီမှာကျွန်တော် timedate.time dat ပေါ့ timedate.cpm ဆိုပြီးရိုက်လိုက်ရဆိုပြီးရိုက်ပြီးတော့မှ enter ကိုနှိပ်တိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ date time setting တွေကိုကျွန်တော်ချိန်လို့ရတဲ့နေရာကိုရောက်ရှိသွားမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဒီမှာ time zone တွေအစားကျွန်တော်တို့ချိန်လို့ရတယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော် change date and time ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီမှာ change calendar setting ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ရဲ့ဒီမှာ short date တို့ long date တွေပေါ့နော် date ရဲ့ format တွေပေါ့နော်အဲ့ဒါတွေကိုလည်းကျွန်တော်တို့အလွယ်တကူပြောင်းလို့ရတယ်ပေါ့နော်ဒါကဒီထဲမှာလည်းကျွန်တော်တို့လာပြောင်းလို့ရတယ်ဒီမှာ time တွေ date တွေကိုလည်းကျွန်တော်တို့ manual ဒီမှာလာပြီးတော့မှချိန်လို့ရတယ်ပေါ့နော်Okay နောက်ထပ်တစ်ခုကိုကျွန်တော်ထပ်ပြီးတော့ပြောပြပါမယ်ဒီမှာ Windows ရဲ့ R ကိုပဲကျွန်တော်ထပ်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာပေါ့နော်ဒီမှာပေါ့နော်dsk-dash.cpm ဆိုတဲ့ဟာပေါ့နော်ကျွန်တော်ဒီမှာအဲ့ဒါကိုကျွန်တော်ရိုက်ပြမယ် dsk.cpm ပေါ့နော် Okay အဲ့ဒါကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်နေရာကိုရောက်သွားမလဲဆိုလို့ရှိရင်
โอเคဒီနေရာမှာဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာပေါ့နော် brightness တွေရှိတယ်brightness တွေရှိတယ်ဒီမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီမှာဒီ resolution ပေါ့နော် display resolution တွေပါလေကျွန်တော်တို့ဒီမှာချိန်လို့ရတဲ့နေရာကိုတိုက်ရိုက်ရောက်သွားမှာပဲဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီမှာနောက်ထပ်တစ်ခုကိုထပ်ပြီးတော့ပြောပြပါမယ် Windows ရဲ့ R ရဲ့ကိုပဲတွဲပြီးတော့နှိပ်လိုက်ပါโอเคနှိပ်ပြီးသွားပြီဆိုရင်နောက်ထပ်တစ်ခုပေါ့နော်ဒီမှာကျွန်တော်တို့ကပုံမှန်ဆိုလို့ရှိရင်ဒီမှာ test manager ပေါ့နော် test manager ကိုကျွန်တော်တို့ဒီမှာပေါ့နော် manual သွားချင်တယ်ဆိုရင်ဒီအောက်မှာ right click ထောက်ပြီးတော့မှကျွန်တော် test manager ကိုကျွန်တော်တို့နှိပ်ပြီးတော့မှခေါ်ရမှာပေါ့နော်โอเคဒီမှာကျွန်တော်တို့ကအဲ့လိုမျိုးခေါ်ပဲနဲ့ဒီ run ပေါက်ကနေသွားချင်တယ်ဆိုလို့ရှိရင်เนาะTESK DAAS DASKMGR ဆိုပြီးရိုက်ပြီးတော့မှအနားနှိပ်လိုက်တာ ਨੇ ကျွန်တော်တို့ဒီမှာပေါ့နော်ဒီ test manager ပေါက်ကကျွန်တော်အလွယ်တကူပွင့်လာမှာပဲဖြစ်ပါတယ်ဒီထဲမှာတော့ကျွန်တော်တို့ရဲ့ဒီမှာပေါ့နော် app တွေကကျွန်တော်တို့ CPU ဘယ်လောက် usage နဲ့သုံးနေတယ် memory ကိုဘယ်လောက်သုံးနေရဆိုတဲ့ဟာတွေကျွန်တော်တို့ကြည့်လို့ရတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ CPU ကဘာလဲ memory ကဘာလဲပေါ့နော်ဒီမှာဒါတွေကိုလည်းကျွန်တော်တို့အလွယ်တကူကြည့်လို့ရတာပဲဖြစ်ပါတယ်ဒီ test manager ကလည်းအရင်ကိုအသုံးဝင်တဲ့နေရာလေးတစ်ခုဖြစ်တယ်ပေါ့နော် okay နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့ထပ်ပြီးတော့ပြောပြမယ် test manager ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာဒီပေါ့နော်ဒီ COMP ပေါ့နော် COMP mgmt.msc ပေါ့နော် okay ကျွန်တော်ရိုက်ပြမယ် COMP mgmt.msc ပေါ့နော်အဲ့ပြီးတော့အဲ့လိုမျိုးရိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့အန်တာကိုနှိပ်လိုက်ပါโอเคဒီနေရာမှာဘာရှိလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာ device manager တွေကြည့်လို့ရတယ်ဒီ device manager မှာကျွန်တော်တို့ရဲ့ဒီမှာပေါ့နော်ဟိုဟာဒီ computer မှာကျွန်တော်တို့ driver တွေအလုပ်လုပ်တာပေါ့နော်ဒီမှာ camera driver တွေကျွန်တော်တို့နောက်ပြီးတော့ဒီမှာ network driver တွေကျွန်တော်အလုပ်လုပ်လာဆိုတာကြီးကျွန်တော်လာကြည့်လို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီအပေါ်မှာကျွန်တော်တို့ဒီမှာ user ကျွန်တော်တို့ရဲ့ user account တွေဘာတွေရှိရဆိုတာကိုကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော်โอเคဒါကတော့ဒီမှာဒီနေရာကိုတိုက်ရိုက်စစ်လို့ရတယ်โอเคကျွန်တော်နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်ဘာကိုပြောပေးမလဲဆိုလို့ရှိရင်เนาะကျွန်တော် Windows ရဲ့ R ကိုပဲပြန်ပြီးတော့နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်เนาะဒီမှာအောက်ဆုံးပါပေါ့နော် diskmgmt.msc ပေါ့နော် okay ဒီမှာ diskmgmt.msc ပေါ့နော်အဲ့လိုမျိုးကျွန်တော်ရိုက်ပြီးတော့မှအနာနှိပ်ပေးလိုက်တယ်ဆိုလို့ရှိရင်เนาะokay ဒါကဘာလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ရဲ့ဒီမှာ window တင်ထားတယ်ဒီမှာ disk 0ဒါကကျွန်တော်ရဲ့ memory ကိုပြပေးတာပေါ့နော် memory ပြပေးတာကျွန်တော်ရဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာပေါ့နော် disk 0ရဲ့ disk 1ရဲ့ဆိုပြီးတော့နှစ်ခုရှိတယ်အထက်မှာကျွန်တော်ရဲ့အထက်မှာဆိုလို့ရှိရင်ဒီမှာပေါ့နော် SSD HDD နှစ်ခုပါတယ်လို့ကျွန်တော်ပြောဟိုဆိုလို့ချင်တာပေါ့နော်ဒီမှာဆိုလို့ရှိရင် data ဒီနောက်ပြီးတော့ဒီမှာပေါ်မှာကျွန်တော်ဒီအောက်မှာကျွန်တော် data မှာ C ပေါ့နော် C အပေါ်က D ဆိုပြီးကျွန်တော်ခွဲထားတယ်အဲ့ဒါတွေလည်းကျွန်တော်တို့ကြည့်လို့ရတဲ့ထဲကိုတန်းပြီးတော့ရောက်သွားမှာပဲဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီ computer ကိုကျွန်တော် setting ထဲကနေဒီလိုမျိုးတွေကျွန်တော်တို့ဒီမှာပေါ့နော်ဒီ setting ထဲတွေကနေကျွန်တော် manual လိုက်ဝင်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီမှာ run ပေါက်ကနေပြီးတော့မှကျွန်တော်တို့အဲ့ဒီ setting တွေကိုတိုက်ရိုက်ရောက်သွားအောင် computer ကိုကြောင်းကျန်ကျန်နဲ့အသုံးပြုတတ်တဲ့သူတယောက်ဖြစ်အောင်ကျွန်တော်ဝင်ပြခဲ့တာပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာနောက်ထပ်တင်ပါလဲကျွန်တော်ဒီ computer တွေဖုန်းတွေနဲ့ပတ်သက်တဲ့နည်းပညာတွေကိုတင်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ